မြင်းချောင်းတွေဆွဲမဲ့ဟာဆိုရင်အမဒီမှာလေဒီဟာနဲ့ဒါတလက်မပတ်လေအကွက်ကလေးအမဆွဲထားတယ်ပေါ့နော်ဒီမှာအမတလက်မပတ်လေဆွဲထားတယ်ဒီမှာအခုအဲ့ဒါဆိုရင်အမဒီမှာတစ်ဆက်ဆွဲပြမယ်ပေါ့နော်အမတလက်မပတ်လေဒီအပေါ်တလက်မဒီမှာပေါ့နော်တလက်မပတ်လေဆိုတာအဲ့ဒါပေါ့နော်ဒီတလက်မပတ်လေအကွက်ကလေးမှာအမတို့ဘယ်လိုဆွဲမလဲဆိုရင်မြင်းနေပေါ့နော်မြင်းချောင်းတွေမှာဆိုရင်လေမြင်းတွေက horizontal မြင်းပေါ့နော်ဒီဟောင်းဆိုရင် vertical မြင်းဘာဆိုမြင်းလဲနဲ့မြင်းမက်ပြီးတော့ဒါကမြင်းပြိုင်ကကြတော့ဒါရန်ကိုနဲ့ line မြင်းပြိုင်မြင်းဆောင်လို့ခေါ်မယ်ပေါ့နော်ပြီးတော့မြင်းမှာဆိုရင်မြင်းခုံးရှိမယ်မြင်းကွေးရှိမယ်မြင်းခွက်ရှိမယ်ပေါ့နော်ဒီမှာအကွေးတွေခွက်တွေအဝိုင်းမြင်းတွေရှိမယ်အမားတို့တွေအဲ့မြင်းတွေကိုဆွဲကျင်ကြမယ်ပေါ့နော်အမားတို့တွေမြင်းတွေကိုဆွဲကျင်မယ်မြင်းတွေကိုဆွဲကျင်ဖို့ဆိုရင်အမားတို့ဒီမှာခဲတံရဲ့ကင်လေးဟာဒီလိုမျိုးတစ်ချက်သွားမယ်ပေါ့နော်ဒီလိုဒါလောက်ကိုသွားမယ်မြင်းလဲအခုမြင်းလဲကိုရင်ဆွဲမယ်ပေါ့နော်မြင်းလဲကိုသူ့အစိတ်အကွာအဝေးနဲ့ညီအောင်အမတို့တွေမြင်းလဲလေးတစ်ဆက်ဆွဲမယ်ဒီလိုမျိုးအကွက်ကလေးရပြီပေါ့နော်ဒီလိုမျိုးဟာမြင်းလဲဆွဲလို့ရသွားပြီပေါ့နော်မြင်းလဲကိုချက်ချင်းတော့ဒီလိုမျိုးတွေညီမှာမဟုတ်သေးဘူးပေါ့နော်အမလည်းအများကြီးပဲဆွဲချင်းခဲ့ရတာပေါ့နော်အဲ့တော့ဒါလေးတွေကိုဒီမှာဒီလိုမျိုးအကွက်တွေမှာပေါ့နော်တစ်မျက်နှာဆွဲကျင်ပေးပေါ့နော်အဲ့လိုဒါကမြင်းမတ်ဆိုတော့ vertical line ဒီကောင်ကဒီလိုသွားမယ်လက်ကဒီလိုဖြစ်သွားပြီနော်ပေါ်ကနေကိုအားတန်တယ်လို့ဆွဲချမယ်အပေါ်ကနေဆွဲအောက်ကိုဆွဲအောက်ကနေဒီလိုမျိုးပေါ့နော်အောက်ကနေအပေါ်ကိုဆွဲပေါ်ကနေအောက်ကိုဆွဲပေါ့နော်ဒီမှာအမကွေးသွားပြီပေါ့နော်ဒီမှာဆွဲချမယ်နော်မြင်းလေးတွေဒီနေ့တော့အမတို့မြင်းလိုင်းလေးလေ့ကျင့်မယ်နော်ကဲဒါဆိုရင်မြင်းမတ်ရပြီနောက်ထပ်မြင်းဆောင်လေးကဒီမှာမြင်းဆောင်ပေါ့နော်ဒါ6လက်မ1လက်မပတ်လည်နဲ့လေဆွဲတင်တယ်ပေါ့နော်ဒါဒီလိုမျိုးသွားပြီးဆိုရင်နောက်ထပ်တစ်ဖက်ကိုဒီလိုသွားမယ်ဒါပေါ့နော်ဒီလိုမျိုးမြင်းရိုင်လေးရပြီဒါကဒီမှာအမဆောင်းလိုက်တယ်လားဘောနော်ဒီလိုမျိုးဒီလိုပြတ်တောင်းမဆွဲနေပေါ့နော်ဆက်ချလိုက်ဆွဲရင်လည်းတဖြည်းဖြည်းနဲ့လက်ကငြိမ်လာလိမ့်မယ်ပေါ့နော်မြင်းနေနဲ့မြင်းဖြောက်ပြီးသွားပြီပေါ့နော်မြင်းဖြောက်ပြီးသွားပြီဆိုရင်မြင်းကွေးလေးအမတို့တစ်ဆက်ဆွဲကြည့်မယ်ပေါ့နော်မြင်းကွေးမှာဆိုရင်ခုနကအမပြောထားတယ် converse line ရှိမယ် converse line ဆိုမြင်းအခုံဒီမှာနော်အဲ့ဒါအခုံပြီးဒီမှာအခွက်နော်ဒီမှာခုံလေးတွေကိုနိုင်တဲ့လောက်သွားလိုက်မယ်ပေါ့နော်နော်နောက်ပြီးကြတော့ဒီမှာခွက်မြင်းခွက်ပေါ့နော်အဲ့လိုမျိုးလေးတွေသွားမယ်ဒါကတော့ပုံဆွဲရဲ့အခြေခံပါပဲ